ဇလန်းလေးမစခင်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပေးပါအောင်ခင်ဗျာအပိုင်းတစ်တွေတင်တိုင်းအရင်ဆုံးသိရအောင်ခေါင်းလောင်းလေးကိုပါနှိပ်ထားပြဖို့မမေ့နဲ့နော်အစိမ့်73ထင်ယောင်ထင်မောင်းအငွေ့ညာညင်ကြောက်သားပြီလူကြီးတကားငယ်လေးကိုဖွင့်ပြီးအထဲကိုဝင်လိုက်တဲ့အခါဇေယျညဥပါတို့ဟာကြီးမားကျယ်ပြန့်တဲ့လှုပ်ဝက်ခမ်းမကြီးတစ်ခုတည်းကိုရောက်သွားပါတယ်ဒါပေမဲ့ခမ်းမကြီးထဲမှာတပြာရောင်မြူခိုးငွေတီထူထက်စွာဖုံလွှမ်းနေပါတယ်ဇေယျကအဲ့ဒီမြူခိုးလေးကိုရှူရှိုက်မိလိုက်တာနဲ့တပြိုင်နက်သူ့ရဲ့ခေါင်းထဲမှာမိုးဝေလာပြီးပုံဝင်းကျင်တစ်ခုလုံးပြောင်းလဲသွားပါတယ်သူ့မျက်စိရှေ့မှာသွေးထွက်တန်ရိုးထီနေတဲ့ဥပကိုဂိုင်းသားတွေကဝိုင်းဝန်းတက်ဖြတ်နေတဲ့မြင်ကွင်းကိုထိတ်လန့်စရာကောင်းအောင်မြင်အောင်လာပါတော့တယ်ဥပမလောက်ကြနဲ့ဇေယျဟာအော်ဟစ်ပြီးလေထဲကိုလက်သီးတွေနဲ့ရမ်းပစ်နေပါတယ်ဥပကဒါဟာအစိမ့်ငွေ့ illusion gas ကြောင့်ထင်ယောင်ထင်မှားဖြစ်နေတာကိုချက်ချင်းသဘောပေါက်သွားတယ်ဒါနဲ့သူ့အင်ဂျီစာကိုရေဘူးထဲကရေဆွတ်ပြီးဇေယျရဲ့နှာခေါင်းကိုအမျက်အုပ်ပေးလိုက်ပါတယ်။ပြီးတော့ရုံးကန်နေတဲ့ဇေယျကိုအတင်းဆွဲခေါ်ပြီးမြူခိုးတွေကြားတဲ့ကနေခမ်းမရဲ့ဗဟော်တိုင်းစီကိုမနှဲလမ်းပြခေါ်ဆောင်သွားရပါလေ။ခမ်းမလေကိုရောက်တဲ့အခါမြူခိုးတွေကင်းစင်သွားပြီးလင်းထိန်နေတဲ့ကြောက်တိုင်ကြီးတစ်ခုပေါ်ကသမှုတရားနှလုံးသားလို့ခေါ်တဲ့တော့ပနေတဲ့ရတနာတုံးကြီးကိုတွေ့လိုက်ရပါတယ်။ဇေယျလည်းအသိစိတ်ပြန်ဝင်လာပြီးအဲ့ဒီယရနာကိုလှမ်းယူလိုက်ပါတယ်။ဒါပေမဲ့ယရနာကိုနေရာရွှေ့လိုက်တဲ့အချိန်မှာပဲဝုန်းဒိုင်းခမ်းမကြီးတစ်ခုလုံးပြင်းပြင်းထန်ထန်တုန်ခါသွားပြီးသူတို့ရှေ့ကဂျမ်းပြင်ကြီးကွဲထွက်သွားပါတယ်။အဲ့ဒီအောက်ကနေအေယာမကြောက်သားနဲ့ကျေးဝါဆက်သွားဝိုင်းတွေပေါင်းဆက်ဖွဲ့စည်းထားတဲ့ရှေးအောင်ကြောက်သားပီလူကြီးတကောင်ဟာကြီးမားတဲ့အတန်ဟင်းကြီးတစ်ခုနဲ့အတူမတ်တပ်ထရက်လာပါတော့တယ်။လှုပ်ဝက်ကျွန်းရဲ့အကြီးကဲဆုံးအဆောင်ရှောက်ကြီးနိုးထွက်လာပါပြီ။